ကိုခန့်တယောက်မျိုးပြရဲ့ရုန်းကန်လှုပ်ရှားမှုတွေငွန်းချက်မှုတွေနဲ့စူညံတန်တွေကနေဝေးရာကိုထွက်ပြေးကျင်တာကြောင့်တောတောင်ထူထပ်တဲ့နေမျိုးလေးတစ်မျိုးရဲ့အစွန်းမှာရှိတဲ့တစ်လုံးအိမ်လေးတစ်အိမ်ကိုတလစာတီးတန့်ငှားရမ်းခဲ့ပါတယ်။အဲ့ဒီအိမ်လေးကဘေးပတ်ဝန်းကျင်မှာဘသူအိမ်မှမရှိပဲထင်းရှူးတောအုပ်ကြီးရဲ့အဝင်ဝတဲ့မှာတအိမ်ထဲသာစာတီးရှိတာပါ။အေးအေးဆေးဆေးစာဖတ်မယ်အနားယူမယ်ဆိုတဲ့စိတ်ကူးနဲ့ရောက်လာခဲ့ပေမဲ့အိမ်ရှင်ကြီးကတော့တော့ပေးရင်းနဲ့မျက်နှာပြက်ပြက်နဲ့စကားတခွန်းမှာခဲ့ပါတယ်။မောင်ရင်ညဘက်ဆိုရင်တော့တကားတွေကိုတေချာချက်ထိုးပိတ်ထားပါဒီတောထဲမှာကညဘက်ဆိုလူသူမရှိဘူးဘသူကပဲလာခောက်ခောက်တကားမဖွင့်ပေးနဲ့ပြီးတော့တောထဲကအတန်တွေကိုလည်းတိတ်ဆိတ်မဝင်စားနဲ့ကိုလုတ်ပြီးအိတ်လိုက်တာအကောင်းဆုံးပဲတဲ့ကိုခန့်ကတော့တောလိုက်မှုဆိုးတွေတောင်းကျမ်းလို့ဒါမှမဟုတ်တောကောင်တွေရှိလို့အိမ်ရှင်ကြီးကသတိပေးတာပါဆိုပြီးတိတ်ဆိတ်ထဲမထားပဲပြုံးပြီးပဲခေါင်းငိမ့်ပြလိုက်ပါတယ်ပထမဆုံး3ရက်ကတော့ဘာပြဿနာမှမရှိပဲအေးအေးချမ်းချမ်းပါပဲတော်ရင်းရဲ့လေငင်းတန်နဲ့ငှက်အော်တန်တွေကသူ့ကိုစိတ်ပန်းပြေစေခဲ့တယ်။ဒါပေမဲ့စတုထမြောင်နေညမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီညကမိုးကလည်းဖွဲလေးရွာနေပြီးလေကလည်းတဝူးဝူးနဲ့တစ်ကိုင်းတွေကိုတိုက်ခတ်နေခဲ့တယ်။တောအုပ်ကြီးတစ်ခုလုံးကမှောင်မဲပြီးခြောက်ချားစရာကောင်းနေခဲ့ပါတယ်။ကိုခန့်ဧကန်ထဲမှာစာအုပ်တအုပ်ကိုအာယုံစိုက်ပြီးဖတ်နေတော့ညသက်ကောင်12နာရီတဲ့မှာအိမ်ရှိတကားမကြီးစီကနေအတန်တစ်ချက်ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့ပါတယ်။ထောက်အတန်ကအလွန်မင်းဖြင်းချင်းပြီးလေးလံလှပါတယ်ကိုခန့်စာဖတ်နေရကနေခေါင်းထောင်သွားတယ်ဒီလိုညစ်နက်တန်းခေါင်မိုးရွာထဲမှာလူသူမရှိတဲ့တောအုပ်အစွန်းမှာဘသူကလာခောက်တာလဲဆိုတာသူဘလို့မှစဉ်းစားလို့မရဘူးအိမ်ရှင်ကြီးမှာထားတာကိုချက်ချင်းသတိရပြီးသူမလုံမရှက်ပဲငြိမ်နေလိုက်ပါတယ်ထောက်ဒုတိယအကြိမ်ထပ်ခောက်ပြန်နေဒီတခါတော့အတန်ကပိုကျဲလာပြီးတကားကိုလက်သေးနဲ့ကုတ်ချစ်တဲ့အတန်ပါတဲ့လေးပါလာခဲ့တယ်။ကိုခန့်ရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီးတကားနားကိုခြေဖွက်ဖွက်နေရင်တိုးသွားခဲ့တယ်။တကားမှာရှိတဲ့အပေါက်ငယ်လေးကနေအပြင်ကိုအသက်ရှူအောင်ပြီးချောင်းကြည့်လိုက်ပါတယ်။အပြင်မှာမိုးမောင်ကျနေပေမဲ့အိမ်ရှိဝရန်တာမီးအောင်မိန်အောက်မှာလူတယောက်ရက်နေတာကိုတွေးလိုက်ရတယ်။အဲ့ဒီလူကခေါင်းငိုက်ဆိုင်ချထားပြီးမိုးရေထဲမှာရွှဲဆိုလိုနေပါတယ်။ထူးဆန်းတာကအဲ့ဒီလူဝတ်ထားတဲ့အင်ဂျီကကိုခန့်ဝတ်ထားတဲ့အင်ဂျီအယောင်ဒီဇိုင်းနဲ့တပုံစံလေးဖြစ်နေတာပါ။ကိုခန့်ကြောက်နဲ့ပဲလဲချောင်းတန်ကိုထိမ့်ပြီးပဲဘသူလဲပြလို့လှမ်းမိလိုက်တယ်။အပြင်ကလူကပြန်မဖြေပါဘူး။ဒါပေမဲ့ဖြည်းဖြည်းချင်းခေါင်းမော့လာပါတယ်။အဲ့ဒီလူရဲ့မျက်နှာကိုတေချာမြင်လိုက်ရတဲ့အချိန်မှာတော့ကိုခန့်အသက်ရှူရက်မတက်ထိတ်လန့်သွားခဲ့ရတယ်။ဘာလို့လဲဆိုတော့အပြင်မှာမိုးဆိုပြီးရက်နေတဲ့သူဟာသူ့ကိုယ်သူဖြစ်နေလို့ပါပဲ။သူ့မျက်နှာသူ့နှာခေါင်းသူ့ပုံစံအတိုင်းတပုံစံနဲ့ပါ။ဒါပေမဲ့ထူးဆန်းတာကအပြင်ကကိုခန့်အတူရဲ့မျက်လုံးတွေကသွေးရောင်လိုနီမြန်းနေပြီးပါးစပ်ကြီးကနရွက်ထိရောက်မတက်ဖြဲပြီးပြုံးပြနေတာပါ။ကိုခန့်လန့်ဖြန့်ပြီးအနောက်ကိုခြေလန်းအပြည့်ဆုပ်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ကအရာကတကားကိုအတင်းထုရိုက်ပါတော့တယ်။ဒုံတကားဖွင့်ပေးပါ။ငါအေးနေပြီ။ငါအိမ်ထဲငါပြန်ဝင်မရစေ။ဆိုပြီးအပြင်ကနေကိုခန့်ရဲ့အတန်အတိုင်းတပုံစံလေးနဲ့အော်ပြောနေပါတယ်။ကိုခန့်ကြောက်လွန်းလို့တကိုယ်လုံးတုံရီပြီးအိတ်ခမ်းထဲကိုပြေးဝင်ကတကားပိတ်ချက်ထိုးပြီးကတင်ပေါ်မှာဆောင်းချုံကတုံနေခဲ့ရတယ်။အိမ်ရှိတကားကိုထုရိုက်တန်တွေလက်သေးနဲ့ကုတ်ချစ်တန်တွေကညင်းနဲ့တကောင်အထိတရက်ဆက်ခြောက်ချားပွဲကြားနေရပါတယ်။ကိုခန့်စိတ်ထဲကနေဖျားစာတွေတွတ်ရွတ်ရင်းဘဲအချိန်မှအိပ်ပျော်သွားမှန်းမသိအိပ်ပျော်သွားခဲ့တယ်။မနက်လင်းလို့နေအောင်ကြီးဖြာကျလာတဲ့အခါမှကိုခန့်ဆောင်ထဲကနေထွက်ရဲပါတော့တယ်။ညကဖြစ်ပျက်ခဲ့တာတွေကအိမ်မက်လားတကယ်လားဆိုတာခွဲခြားဖို့အိတ်ခမ်းတကားကိုဖြည်းဖြည်းချင်းဖွင့်ပြီးဧကန်ထဲထွက်လာခဲ့တယ်။အိမ်ရှိတကားမကြီးစီကိုသွားကြည့်လိုက်တဲ့အခါမှာတော့တကားပေါ်မှာလက်သေးနဲ့အတင်းကုတ်ချစ်ထားတဲ့သွေးရတွေနဲ့အစင်းချောင်းတွေကိုအထင်ရှားတွေးလိုက်ရပါတယ်။ဒါကအိမ်မက်မဟုတ်ဘူးဆိုတာသေချာသွားပါပြီ။ကိုခန့်ဒီနေရာမှာတစ်စက္ကန့်မျှတောင်ဆက်မနေရတော့လို့ပစ္စည်းတွေကိုကမန်းကရန်းထုတ်ပိုးပြီးမြို့ကိုပြန်ဖို့ပြင်ဆင်ပါတော့တယ်။သူ့ပစ္စည်းတက်တာကိုမပြီးအိမ်တကားကိုဖွင့်ကအပြင်ကိုအလောတကြီးထွက်လိုက်တဲ့အချိန်မှာပဲသူ့အနောက်ကနေအေးဆက်ဆက်အတန်တစ်ချက်ကြားလိုက်ရပါတယ်။မင်းကဘလဲသွားမလို့လဲ။ကိုခန့်ခန္ဓာကိုယ်ကြီးကြောက်ရွံ့လို့တောင့်ခဲသွားပါတယ်။အတန်ကအိမ်ထဲကနေထွက်လာတာပါ။သူဖြည်းဖြည်းချင်းအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ညကအပြင်မှာမိုးဆိုပြီးရက်နေတဲ့သူ့ရဲ့ပုံစံအတိုင်းအရာတစ်ခုကအိမ်ထဲကကတင်ပေါ်မှာထိုင်နေရင်သူ့ကိုဖြဲပြုံးပြနေတာကိုတွေးလိုက်ရပါတော့တယ်။တကယ်တော့ည
ညကတကားကိုအတင်းထုနေတဲ့အချိန်မှာအဲ့ဒီအရာကအရှိတကားကနေဝင်လာတာမဟုတ်ပဲအိမ်နောက်ဘက်ကသတင်းပေါက်ကိုဖျက်ဆီးပြီးအိမ်ထဲကိုရောက်နေခဲ့တာဖြစ်ပါတယ်။ကိုခန့်ဘာမှမစင်စားတော့ပဲလက်ထဲကတစ်တာကိုပစ်ချပြီးတော်လန်အတိုင်းအနောက်ကိုလှည့်မကြည့်ပဲအသက်လူကထွက်ပြေးပါတော့တယ်လမ်းမှာခလုတ်တိုက်လေတကိုင်းတွေနဲ့ပဲညညသူအော်ဟစ်ပြီးပြေးခဲ့တယ်တော်လန်အတိုင်းတနာရီနီးပါးပြေးပြီးတဲ့နောက်မှာတော့မြို့ပေါ်ကိုသွားတဲ့ကားလမ်းမကြီးနားကိုရောက်လာခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲလမ်းမပေါ်မှာဖြတ်မောင်းလာတဲ့ကုန်တင်ကားတစ်စီးကိုအတင်းတားပြီးအကူအညီတောင်းခဲ့ရတဲ့ကားဆရာကကိုခန့်ရဲ့အဝတ်စားတွေစုပ်ပြက်ပြီးသွေးယူသွေးတန်းဖြစ်နေတဲ့ပုံစံကိုကြည့်ကာမြို့ပေါ်ကဆေးရုံတစ်ခုစီကိုလိုက်ပို့ပေးခဲ့ပါတယ်။ဆေးရုံခရင်ပေါ်ရောက်မှကိုခန့်တက်ပြင်းချနိုင်တော့တဲ့ဆရာဝန်တွေသူနာပြုတွေရဲ့အနီးကပ်ဆောင်ရှောက်မှုနဲ့ဖျားစာတွေကိုစိတ်ထဲကရွတ်ဆိုရင်းတညလုံးမအိပ်ခဲ့ရတဲ့အချိန်ကြောင့်မျက်လုံးတွေမှိတ်ကြကအိပ်ပျော်သွားခဲ့ပါတော့တယ်။ညဘက်ရောက်တဲ့အခါကိုခန့်နိုးလာခဲ့တဲ့ဆေးရုံခန်းထဲမှာမိမိမိန်လေးပဲဖွင့်ထားပြီးအားလုံးကတိတ်ဆိတ်လို့နေပါတယ်ဘေးကကတင်တွေမှာလည်းလူနာအချို့အိပ်ပျော်နေကြတာကိုတွေ့ရလို့သူစိတ်နည်းနည်းအေးသွားတယ်။အော်ငါဘေးကင်းရာကိုရောက်ခဲ့ပြီပဲလို့တွေးပြီးကတင်ပေါ်မှာအသာလေးထိုင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကုတင်ချေရင်ဘက်ကလိုက်ကာစာလေးလှုပ်ရှားသွားပြီးခြေတံသေးသေးလေးထွက်လာပါတယ်ကိုခန့်မျက်လုံးကိုအာယူပြီးကြည့်လိုက်မိတယ်လိုက်ကာကွယ်ကနေထွက်လာတာကတော့ဆေးရုံဝတ်စုံဝတ်ထားတဲ့သူ့ကိုယ်သူပါပဲအဲ့ဒီအရာကကိုခန့်ရဲ့ကတင်ချေရင်မှာရက်လိုက်ပြီးညကအတိုင်းနရွက်အထိပြဲအာနေတဲ့ပါဇက်ကြီးနဲ့ဖြဲပြုံးကြီးပြုံးပြရင်တိုးတိုးလေးကပ်ပြောလိုက်ပါတယ်မင်းဘလောက်ပဲပြေးပြေးမင်းရဲ့အရေးကမင်းနောက်မှာအမြဲရှိနေမှာပဲကိုခန့်អော်ဖို့စ조사ပေမဲ့အတန်တွေကလေချောင်းထဲမှာတင်ပျောက်ဆုံးသွားခဲ့ရပါတယ်နောက်ရက်မနက်ခင်းမှာတော့ဆေးရုံကတင်ပေါ်မှာကိုခန့်ရဲ့ရုပ်အလောင်းကိုသာတွေ့ရပြီးသူဟာနှလုံးရက်ကသေဆုံးသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ထူးဆန်းတာကသေဆုံးနေတဲ့ကိုခန့်ရဲ့မျက်နှာမှာနရွက်အထိရောက်မတက်ဖြဲပြုံးကြီးတစ်ခုဖြစ်ပေါ်နေတာပါပဲ